တတဘာတော်လဘောဖယားဟောတရားတော်နေလူဘဝဆိုတာရဖို့ရမလဲကူပြီးရခဲ့လာသောလူဘဝကြီးကိုရလာကြသည်အကောင်းဆိုအကြောင်းအကျိုးလဲခွဲရသည်